အားလုံးမင်္ဂလာပါရှင် Way Academy မှာကြိုဆိုပါရှင်ကျမတို့ဒီမနေ့ဆိုရင်အဲ့ရနိုးလာတယ်တချို့နေ့တွေဆိုရင်လေဘာမှလှုပ်ချင်ကန်ချင်စိတ်မရှိဘူး motivation မရှိဘူးဘာမှမလုပ်ချင်ဘူးကိုလှုပ်ဆရာရရှိတယ်စာဖတ်ဆရာရှိတယ်လီလာဆရာတွေရှိတယ်သင်ယူဆရာတွေရှိတယ် exercise လုပ်ရမှာရှိတယ်ပေါ့နော်ဒါပေမဲ့လှုပ်ချင်ကန်ချင်စိတ်မရှိဘူးဘာဖြစ်လို့လဲဆို motivation မရှိလို့ဆိုပြီးတော့လေကျမတို့ဖြစ်ကြတယ်တကယ်တော့ဒီ motivation ဆိုတာလေကျမတို့နေ့စဉ်နေ့တိုင်းအချိန်တိုင်းလေရှိနေဖို့ဆိုတာလွယ်တာမဟုတ်ဘူး။ဘာဖြစ်လဲဆို motivation ဆိုတာက emotion ကနေပြီးတော့ဖြစ်တာပေါ့နော်။ဒါခံမှန်းလို့မရဘူး။ရှိချင်လဲရှိမယ်မရှိချင်လဲမရှိဘူး motivation တက်နေတဲ့အချိန်တွေရှိမယ် motivation ကျနေတဲ့နေ့တွေရှိနိုင်တယ်ပေါ့နော်။အဲ့တော့ motivation တက်တယ်ကျတာကိုလိုက်ပြီးတော့ပေါ့နော်ကျမတို့ကလှုပ်ချင်တယ်လှုပ်ချင်စိတ်ဖြစ်တယ်မလှုပ်ချင်ဘူးအဲ့လိုမျိုးတွေပေါ့နော်ဖြစ်တယ်စူးစမ်းခြင်းစိတ်ဖြစ်တယ်စူးစမ်းခြင်းစိတ်မရှိတော့ဘူးအဲ့လိုတွေဖြစ်တယ်တကယ်တော့ motivation ကပြင်ပပေါ့နော် external factor တွေနဲ့လည်းဆိုင်တယ်ပြင်မှာဖြစ်နေတဲ့အကြောင်းအရာတွေကိုထိန်းချုပ်လို့မရတဲ့အရာတွေကိုကိုယ်ကကြားတယ်မြင်နေဆိုရင်လည်းကိုယ့်ရဲ့စိတ်ခံစားချက်တွေပေါ့နော်ပြောင်းလဲပြီးတော့လှုပ်ချင်ကိုင်းခြင်းစိတ်တွေလည်းမရှိဖြစ်တက်ကြတယ်ချို့ကြတော့ဟာ motivation မရှိဘူးဆရာ motivate လေးပေးပါအောင်အဲ့လိုမျိုးတွေပေါ့နော်ကျွန်တော်တို့ motivation ကိုလေဘာနဲ့တူလဲဆိုတော့အားစေးလို့ပေါ့နော်အားမရှိဘူးဆို vitamin အစုံပါတယ် multivitamin အားစေးတွေတောက်တယ်လို့မျိုးအဲ့တော့ motivation ကိုတောက်နေလို့မရဘူး motivation speaker တွေပြောတာတွေကိုနားထောင်လိုက်တယ်ဆိုရင်လူတွေကစိတ်အားတွေတက်ကြပြီးတော့လုံမယ်တွေဖြစ်ပြီးတော့နောက်နေလဲကြအောင်ဒုံးဆို motivation ကျသွားပြန်ပေါ့နော်အဲ့ကြရင်ဘာမှလှုပ်ချင်စိတ်မရှိတော့ပြန်အဲ့တော့လှုပ်ပါအောင် motivation ပေးပါအောင် motivate ဆိုတခါရှာပြန်ရောပေါ့နော်အဲ့တော့အဲ့ဒီမှာနေမှုံလုံးစကုတ်ကပ်ပြီးတော့ပြဿနာတက်နေကြပေါ့နော် motivation နဲ့အဲ့တော့ကျမတို့ဒီမှာပြန်ပြီးတော့စဉ်းစားကြည့်တဲ့အခါကျတော့ motivation ဆိုတဲ့အရာမျိုးဟာကျမတို့ထိန်းချုပ်လို့လည်းမရဘူးအများနဲ့ motivate တွေပြည့်နေအောင်လဲကိုယ့်ရဲ့စိတ်ကိုလှုပ်ဖို့ဆိုတာလည်းမလွယ်ဘူးပေါ့နော်ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်ပေါ့နော် motivation ဆိုတာတက်တဲ့အချိန်ရှိသလိုကြားတဲ့အချိန်ဆိုတာလည်းရှိတယ်motivation ပြည့်ရှိတဲ့နေ့တွေရှိသလိုမျိုး motivation မရှိတဲ့နေ့မျိုးဆိုတာလည်းရှိတယ်ဒါကတော့လူတွေက emotion ပေါ့နော်စိတ်ခံစားမှုရှိတဲ့လူတွေဖြစ်တော့ကြောင့် motivation ဆိုတာလည်းကြားတာရှိတယ်တက်တာရှိတယ်အဲ့တော့ဟုတ်ပြီ motivation တက်မှအလုပ်လုပ်မယ် motivation မရှိရင်အလုပ်မလုပ်ဘူးဆိုရင်ကျမတို့ဘာမှကောင်းလုပ်နိုင်မှာမဟုတ်ဘူးเนาะဘာအရာမှကောင်းတယ်ဖော်နိုင်မှာမဟုတ်ဘူးဖြစ်မြောက်အောင်လုပ်နိုင်မှာမဟုတ်ဘူးအဲ့တော့ motivation ဆိုတာဘာနဲ့တူလဲဆိုရင်ကျမအမြင်မှာတော့လေဘူပေါင်းလို့ဘူပေါင်းထဲမှာလေးတွေထည့်ထားတယ်ဆိုရင်ဘူပေါင်းကဖောင်းနေအဲ့ဒီဘူပေါင်းကိုတနေရာနေပေါက်ဖောက်လိုက်တယ် truth ဆိုပြီးတော့ပေါ့နော်လေးတွေထွက်သွားရင်ဘူပေါင်းကပိန်သွားသလိုပဲပေါ့နော်ကျမတို့ခန္ဓာကိုယ်ထဲမှာ motivation နဲ့ပြည့်ဖြစ်နေဆိုရင်ကျမတို့ကစူးစမ်းခြင်းစိတ်အပြည့်နဲ့လှုပ်တယ်ကိုင်းနေပေါ့နော်စူးစမ်းကြတယ် motivation ကျသွားတဲ့အချိန်ကဘူပေါင်းထဲမှာလေးမရှိတော့သလိုပုံရက်ကျသွားပြီးတော့မလှုပ်ချင်တော့ဘူးပေါ့နော်ဆက်ပြီးမလှုပ်ချင်တော့မစူးစမ်းချင်တော့အဲ့လိုမျိုးတွေဖြစ်တာပေါ့အဲ့တော့ motivation ကတကယ်တော့အဓိကမဟုတ်ဘူးကျမတို့အဓိကထားမှာက system ပေါ်မှာကိုယ့်ဘဝကိုတည်ဆောက်ရမှာဖြစ်တယ်ကိုယ့်ဘဝတိုးတက်ဖို့အတွက် system ကအရေးကြီးဆုံးပဲဖြစ်တယ် you don't need motivation you need a system ဥပမာဆိုပါစို့ကျမတို့ကလေနှစ်သစ်ဆိုရင် new year ဆိုပြီးတော့တန်ထိတ်တန်နေချတယ်ပေါ့နော်နှစ်သစ်တန်ထိတ်တန်နေငါတို့ဒီနှစ်မှာအားကစားလုပ်မယ်အားကစားပုံမှန်လုပ်တော့မယ်ပေါ့ဂျင်ကိုနေ့တိုင်းသွားမယ်ပေါ့အဲ့လိုမျိုးတွေပေါ့လုပ်ပြီးတော့ပထမပိုင်းတော့ဟုတ်တယ်လောက်တယ်ပေါ့နော်ဒါပေမဲ့3လလောက်နေ6လလောက်နေတပြည့်ပြည့်နဲ့မလုပ်ဖြစ်တော့ဘူးတစ်နှစ်လောက်ကြာလဲကြာအောင်မရှိတော့လုံးဝမလုပ်ဖြစ်တော့ဘူးပေါ့နော်အဲ့ဒီအစီအစဉ်ပြတ်သွားအောင်အဲ့တော့အဲ့ဒါဘာလဲဆိုရင်ကိုက motivation ရှိနေတဲ့အချိန်ကြတော့ငါလုပ်မယ်ဆိုပြီးတော့လုပ်ဖြစ်ပြီးတော့နောက်ပိုင်းကျတော့ motivation ကျသွားတဲ့အချိန်ကြတော့ဆက်ပြီးတော့မလုပ်တော့အဲ့တော့ပြဿနာအဲ့ဒါပဲ motivation ရှိရင်လုပ်တယ်မရှိရင်မလုပ်ဘူးအဲ့လိုနဲ့မလုံးစကူကပ်ဖြစ်နေရပေါ့ကျွန်မဒီဗီဒီယိုမှာတော့ motivation မရှိလဲအလုပ်ဖြစ်အောင်လုပ်နိုင်တဲ့နီလန်လေးတွေကိုကျွန်မဒီဗီဒီယိုမှာဆက်ပြီးတော့ပြောပြချင်ပါတယ်လူတိုင်းလည်းသိတဲ့ Atomic Habits စာအုပ်ထဲကအကြောင်းအရာလေးတချို့ကိုဒီဗီဒီယိုမှာထုတ်လုပ်ပြီးတော့ပြောချင်တယ် Atomic Habits ဆိုတာကတော့ James Clear ရေးတဲ့ကမ္ဘာကျော်စာအုပ်ဖြစ်တယ်ဒီစာအုပ်ကဆိုရင်ကမ္ဘာတဝန်းမှာပေါ့နော်တန်ပေါင်းများစွာပုံနှိပ်ရတဲ့စာအုပ်ဖြစ်တယ်ပြီးတော့ဘာသာပေါင်း50နဲ့ဘာသာပြန်ထုတ်ဝေထားတဲ့စာအုပ်လည်းဖြစ်တယ်ဒီနိုင်ငံမှာဆိုရင်လည်းဘာသာပြန်စာအုပ်ရှိတယ်စာအုပ်ဆိုင်တွေမှာလည်းရှာပြီးတော့ဝယ်လို့ရတယ်ဖတ်လို့ရတယ်ဒီစာအုပ်ကိုရေးသားတဲ့ James Clear ဆိုရင်ဒါသူက American author တယောက်လည်းဖြစ်တယ် speaker တယောက်လည်းဖြစ်တယ်ပြီးတော့ productivity expert တယောက်လည်းဖြစ်တယ်သူရဲ့စာအုပ်ကဆိုရင် New York Times က bestseller စာအုပ်စင်းထဲမှာလည်းပါတဲ့စာအုပ်ဖြစ်တယ်ဒီစာအုပ်ထဲမှာဆိုရင်သူ့ရဲ့အဓိကကို
philosophy ကဘာလဲဆိုတော့ small changes make a big difference ကျမတို့လေနေ့စဉ်နဲ့အမျှလေပြုပြင်ပြောင်းလဲမှုနည်းနည်းလှုပ်ချင်ရဆိုရင်နောက်ဆုံးမှာတကယ့်ကိုကြီးမားတဲ့ပြောင်းလဲမှုတွေတိုးတက်မှုတွေရရှိစေတယ်လို့ဒီကသူကပြောချင်တာဖြစ်တယ်ကျမတို့တခုခုကိုဖြစ်မြောက်အောင်လုပ်မယ်ဆိုရင်ရလက်ထွက်အောင်လုပ်မယ်ဆိုရင်ကျမတို့နေ့စဉ်ဘဝမှာပေါ့နော်နည်းနည်းချင်းဒီဇိုင်းမတ်ပေါ့နော်လှုပ်ဆောင်သွားဖို့အရေးကြီးဆုံးပဲဖြစ်တယ်ဆိုတာကိုဒီစာအုပ်ကနေပြီးတော့သိရှိရတယ်ဒီဇိုင်းမတ်နဲ့လှုပ်သွားမယ်ဆိုရင်ကြာလာတာနဲ့အမျှပေါ့နော်တိုးတက်မှုတွေရှိလာမှာဖြစ်တယ် small habits equal to big results ကိုယ့်ရဲ့လေ့ကျင့်ကောင်းသေးလေးတယ်ဆိုရင်တကယ်ကိုကြီးမားတဲ့ရလဒ်တွေကိုရရှိလာတယ်ဆိုတာကိုတွေ့ရတယ်။သိငယ်တဲ့တိုးတက်မှုလေးတွေကဆိုရင်နောက်ဆုံးမှာတဲ့ massive transformation ပြောင်းလဲမှုအကြီးတွေဖြစ်နိုင်တယ်တိုးတက်ပြောင်းလဲမှုအကြီးတွေဖြစ်နိုင်တယ်ဆိုတာကိုသူကယုံကြည်တယ်။အဲ့ဒါကိုပဲသူက atomic habits လို့ပြောတယ်။ကျမဒီကနေ့ဗီဒီယိုမှာကျမတို့က motivation မရှိဘဲနဲ့တိုးတက်အောင်လုပ်လို့ရတယ်ဆိုတဲ့အကြောင်းကိုကျမပြောချင်တာဖြစ်တယ်။အဲ့တော့ motivation မရှိလဲဒီနည်းလမ်း၃ခုနဲ့လုပ်မယ်ဆိုရင်ကျမတို့ဘဝမှာတိုးတက်ပြောင်းလဲမှုတွေရရှိလာမှာဖြစ်တယ်။အဲ့ဒီနည်းလမ်း၃ခုထဲမှာပထမဆုံးနည်းလမ်းကတော့ကျမတို့ကိုဖြစ်ချင်တဲ့သူမျိုးဖြစ်အောင်အလေးကျင့်ကိုတိဆောက်အောင်မှာဖြစ်တယ်။ပြောချင်တာကကြတော့ငါစာတွေအများကြီးဖတ်ချင်တယ်ပြောမယ့်အစားပေါ့ငါကနေ့စဉ်စာဖတ်တဲ့သူဖြစ်တယ်အဲ့လိုမျိုးကို identity ကိုအခြေခံပြီးတော့ habit တွေကိုတိဆောက်တာကိုယ့်ရဲ့ habit တွေကိုပြောင်းလဲဖို့ထိအောင်ဆုံးနေရတော့ကိုဖြစ်ချင်တဲ့လူပုံစံကိုကဘယ်လိုလူမျိုးဖြစ်ချင်တဲ့ပုံမှာမူတည်ရမှာဖြစ်တယ်အဲ့တော့ကိုကကျမ်းမာတန်ဆွမ်းတဲ့သူမျိုးပေါ့ဖြစ်ချင်တယ်အဲ့တော့အဲ့လိုမျိုးဆိုရင်ငါနေ့တိုင်းအားကစားလုပ်မယ်ငါနေ့တိုင်းကျင်သွားမယ်အဲ့လိုမျိုးပြောမယ်အစားငါကျမ်းမာတန်ဆွမ်းတဲ့သူဖြစ်တယ်ငါနေ့တိုင်းအားကစားလုပ်တဲ့သူဖြစ်တယ်အဲ့လိုမျိုးပေါ့နော် identity ပေါ်မှာအခြေခံပြီးတော့ကိုယ့်ရဲ့ habit တွေကိုတည်ဆောက်ရမယ်ဒါကတော့နံပါတ်1နည်းလမ်းဖြစ်တယ်နံပါတ်2နည်းလမ်းကတော့ကိုယ့်ရဲ့ environment ကိုယ့်ဟာကိုယ် design လုပ်ရတာဆိုလိုချင်တာကအချိန်တိုင်းစီကံကြီးနဲ့နေနေရတဲ့လူမျိုးဆိုလဲအလုံးမဖြစ်ဘူးစီကံကိုမလိုက်နာနိုင်တာမျိုးလည်းရှိနိုင်တယ်ပေါ့နော်နောက်တစ်ခါကျတော့ကိုက will power ငါကတော့စိတ်ဆွမ်းအားတွေကြီးတယ်ပေါ့နော်မလုပ်ဘူးဆိုတဲ့အရာကိုမလုပ်ဘဲနေနိုင်တယ်ကိုအဲ့လိုမျိုးယူဆပြီးတော့ဆိုရင်လည်းဒါအလုံးမဖြစ်တကယ်တော့လေဘယ်သူပဲဖြစ်ဖြစ်တခုခုလေ့ကျင့်လုပ်ထားပြီဆိုရင်ဆက်ပြီးတော့လုပ်ဖို့လွယ်တာပေါ့အဲ့လိုပဲကိုယ့်ရဲ့ environment ကိုကို design လုပ်ထားဖို့လိုတယ်ဥပမာဆိုပါစို့ကိုကနေ့တိုင်းစာအုပ်ကိုဖတ်ဖြစ်ချင်တယ်ဆိုရင်ဘာလို့ဖို့ပဲလို့လဲဆိုကိုယ့်ရဲ့လက်တကမ်းမှာစာအုပ်တွေရှိနေဖို့လိုတယ်ကိုယ့်အိယာဘေးမှာစာအုပ်တွေရှိရမယ်ကိုယ့်ရဲ့ခေါင်းပေါ်မှာစာအုပ်ရှိနေရမယ်အိယာဘေးရဲ့စပွဲပေါ်မှာစာအုပ်တွေရှိနေရမယ်အဲ့တော့ကိုယ့်ရဲ့လက်တကမ်းမှာစာအုပ်တွေရှိနေဖို့လိုတယ်ဒါဆိုရင်စာဖတ်ဖြစ်ဖို့ဟာသိကြနေအဲ့လိုပဲကိုကjunk food တွေမစားချင်ဘူးမစားဘူးဆိုပြီးတော့လုပ်ထားတယ်ဆိုရင်လေကိုယ့်ရဲ့အိမ်မှာအဲ့ဒါတွေမရှိစေနဲ့ကိုယ့်ရဲ့မိဖို့ကြောင့်မှာအဲ့ဒါတွေစားစားတွေမရှိစေနဲ့ပေါ့အဲ့တော့မရှိအောင်လို့ဆိုရင်အဲ့ဒီစားစားတွေဝယ်ကိုမထားဘူးဝယ်ထားမိဒါတွေ့ရင်စားပြုံမယ်ဝေးပါဝါကောင်းလို့စိတ်ကိုထိန်းချုပ်နိုင်တယ်ဆိုရင်တော့မှပေါ့နော်အမြဲတစေထိန်းချုပ်ဖို့မလွယ်ဒီအစားစားကြီးကကိုယ့်ရှိမှရှိနေရဆိုရင်ကိုကစားမိလိုက်မှာပဲလေမေ့ပြီးတော့လဲစားမိနိုင်ဒါမှမဟုတ်စိတ်မထိန်းနိုင်လို့လဲစားမိနိုင်တယ်အဲ့လိုမျိုးဖြစ်နိုင်တယ်ဒါကြောင့်မို့ကိုဒီအစားစားတွေကိုနဲ့မတည့်ဘူးကိုကမစားဘူးရှောင်မယ်ဆိုရင်ဒီအစားစားတွေကိုယ့်ရဲ့မျက်စိအောင်မှမရှိနဲ့ပေါ့နော်ကိုအိမ်မထားနဲ့ပေါ့မဝယ်နဲ့ပေါ့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုကဒီဇိုင်းလုပ်ထားဖို့လိုအပ်တယ်ဥပမာကိုကနေ့တိုင်းဂျင်သွားမယ်ဒါဆိုရင်ကိုမနက်ဆိုရင်အေးအားထားရင်လေ့ကျင့်ခန်းလုပ်မယ်ဂျင်သွားမယ်ဒါမှမဟုတ်လမ်းလျှောက်ထွက်မယ်အဲ့လိုမျိုးရီမန်းထားတယ်ဆိုရင်ကိုရဲ့အခန်းထဲမှာမနက်နိုးရင်ဝိမဲ့အဝိစားပေါ့နော်အကုန်လုံးအစင်သစ်ပေါ့နော်ညကလေးကလှုပ်ထားမှာဖြစ်တယ်ဂျင်သွားမယ်ဆိုရင်ဂျင်သွားမယ်ဝစ်စုံတွေဖနက်တွေပေါ့အားလုံးက ready ရှိနေမယ်ဆိုရင်ဒါလှုပ်ဖြစ်ဖို့တေချာသွားပြီပေါ့နော်ဒါကြောင့်မို့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုကိုယ့်ဟာကိုယ်ဖန်တီးထားရမယ်ကိုလိုချင်တဲ့ပုံစံတိုင်းဖန်တီးထားရမယ်ဒီဇိုင်းလုပ်ထားရမယ်ဒါဆိုရင်လည်းကျမတို့ဘာ motivation မှမလိုဘူးပေါ့နော်ဘာ motivation မှမလိုဘူးအလုပ်ဖြစ်မှာပဲဖြစ်တယ်အလုပ်ဖြစ်မှာပေါ့နော်ဥပမာကျမတို့ဒီဗီဒီယိုရိုက်တဲ့ကိစ္စမှာဆိုရင်လည်းဗီဒီယိုရိုက်မယ်ဘယ်နေ့ပဲရက်ဆိုရင်ဗီဒီယိုရိုက်မယ်ဆိုပြီးတော့ကိုက plan ထားတယ်ဆိုရင်ကိုယ့်ရဲ့အခန်းမှာဒီ setting ကိုချိန်ထားမယ် setting တွေအကုန်လုံးပြင်ထားမယ်ပေါ့နော်ကင်မရာတွေမီးတွေအကုန်လုံးလောက်ထားလိုက်မယ်ဆိုရင်အဲ့နေ့ရိုက်မယ်ဆိုရင်မိုးလင်းကလေးကဒါတွေအကုန်လုံးပြင်ထားမယ်ဆိုရင်ဒါရိုက်ဖြစ်ဖို့တေချာတဲ့လောက်ဖြစ်သွားပြီပေါ့နော်ဒါမှမဟုတ်ဘူးအခန်းပိုရှိရဆိုရင်လည်းဒါတွေကအမြဲတမ်းပေါ့နော်ဆက်တက်လောက်ထားမယ်ကိုကရိုက်တော့မယ်ဆိုမှ plat ထိုးပြီးတော့မီးဖွင့်ပြီးတော့ရရုံမယ်ဆိုရင်လည်းဒါရိုက်ဖြစ်ဖို့တေချာသွားပြီပေါ့အဲ့လိုမျိုးမလုပ်ထားဘူးဆိုရင် motivation ရှာနေရပါဟောဒီနေ့တော့
ငါ motivation မရှိလို့မရိုက်တော့ပါဘူးအဲ့လိုမျိုးဖြစ်နိုင်တာပေါ့နော်အဲ့တော့ကိုကရိုက်ဖြစ်အောင်လို့ဆိုရင်ဒီကိုယ့်ရဲ့ environment ကိုကိုတခါတည်း design လုပ်ထားမယ်ပေါ့နော်ကင်မရာထောင်ထားမယ် setting လုပ်ထားမယ်ဆိုရင်ဒါရိုက်ဖြစ်ဖို့များသွားပြီပေါ့ရိုက်ဖြစ်သွားပြီပေါ့နော်အဲ့တော့ပြောချင်တာဒီနံပါတ်2နီးလန်းကတော့ကိုယ့်ရဲ့ environment ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုကိုယ့်ဟာကိုယ်လှုပ်ဖြစ်အောင်လို့ပေါ့နော်အလုပ်ဖြစ်အောင်လို့ design လုပ်ထားဖို့လိုအပ်တယ်ကိုမကြိုက်တဲ့အရာတွေဆိုရင်လည်းမကောင်းတဲ့အရာတွေဆိုရင်လည်းကိုကမလုပ်ဖြစ်အောင်ပေါ့နော်တခါတည်း design လုပ်ထားမယ်ပေါ့နော်ခုနပြောခဲ့တဲ့ဥပမာလိုပဲကို junk food တွေကကိုနဲ့မတည့်တဲ့စားတွေဆိုရင်ကိုအိမ်မှာဝယ်မထားဘူးဒါဆိုရင် motivation မလိုပဲနဲ့အလုပ်ဖြစ်မှာဖြစ်တယ်နံပါတ်3နည်းလမ်းကတော့ focus on system ကျမတို့လေအဓိကက system ပေါ်မှာပဲ focus ထားရမှာကိုယ့်ရဲ့ပန်းတိုင်တွေကိုယ့်ရဲ့ဖြစ်ချင်တဲ့ရည်မှန်းချက်တွေပေါ်မှာ focus ထားရမှာမဟုတ် system ပေါ်မှာ focus ထားပန်းတိုင်ဆိုတာじゃနောက်ဆုံးရမယ့်ရလတ်ပေါ့နော်ကိုရောက်သွားမယ့်ပန်းတိုင်နေရာပေါ့နော် system ဆိုတာကြတော့အဲ့ဒီပန်းတိုင်ကိုဘယ်လိုရအောင်သွားမှာလဲအဲ့ပန်းတိုင်ကိုရအောင်သွားမယ်ရင်တစ်မျိုးမျိုးဖြစ်တယ်ဒါ system တနည်းအားဖြင့်goal တွေဆိုတာကြတော့ဒါအောက်ကန်းတွေပေါ့နော်ကိုဖြစ်ချင်တဲ့ရလတ်တွေကိုလိုချင်တဲ့ဟာတွေဖြစ်တယ် system ဆိုတာကြတော့အဲ့ဒီအောက်ကန်းတွေကိုရဖို့အတွက်ပေါ့နော် daily habit တွေနေ့စဉ်လုပ်ရမယ် habit တွေဖြစ်တယ်ပေါ့နော်ဒါ system ဒါကြောင့်မို့ကျမတို့ကပန်းတိုင်ပေါ်မှာအာယုံမစိုက်ပဲနဲ့ကိုယ့်ရဲ့ကိုလုံမဲ့လှုပ်ဆောင်ချက်တွေကိုယ့်ရဲ့လေ့ကျင့်နေကောင်းနေပေါ်မှာပဲအာယုံစိုက်ဖို့လိုအပ်တာဥပမာအနေနဲ့ပေါ့နော်ငါဝိတ်ချနေတဲ့သူဆိုရင်လေငါပေါင်10ပေါင်ကြာရမယ်တစ်လအတွင်းမှာ10ပေါင်ကြာရမယ်3လအတွင်းမှာ10ပေါင်ကြာရမယ်စသဖြင့်အဲ့လိုမျိုးကိုကပန်းနိုင်ထားတာဆိုအဲ့ပန်းနိုင်ပေါ်မှာအာယုံမဆိုင်ဘဲနဲ့ငါကတစ်ပတ်ကို9ရက်ဂျင်သွားကစားမယ်တစ်ပတ်ကို6ရက် diet လုပ်မယ်healthy food တွေပဲပေါ့နော် clean food တွေပဲစားမယ်စသည်ဖြစ်အဲ့လိုမျိုးပေါ်မှာပဲပို့ပြီးတော့အာယုံစိုက်တင်တာပေါ့နော်ပေါင်ချိန်နေကြာမယ်ဘယ်နှပေါင်ကြာမယ်ဘယ်နှပေါင်ကြာမယ်ဘယ်နှပေါင်ကြာမယ်အဲ့ဒါပေါ်မှာသွားပြီးတော့အာယုံစိုက်ရင်အလုပ်မဖြစ်နိုင်ဘူးအဲ့တော့ကိုကဒီပေါင်ချိန်10ပေါင်ကြာမယ်ပေါင်30ကြာမယ်ဆိုတော့ကိုကပန်းတိုင်းဒါပေမဲ့အဲ့ပန်းတိုင်းပေါ်မှာအာယုံမထားနဲ့ကိုတကယ်အာယုံထားရမှာတစ်ပတ်ကို9ရက်ငါချင်းသွားမယ်အဲ့တော့9ရက်သွားပြအောင်သွားမယ်မဖြစ်မနေသွားမယ်ပြီးရင်တစ်ပတ်ကို6ရက်လောက်ကအနည်းဆုံး6ရက်လောက်ကို healthy food တွေပဲစားမယ် diet လုပ် that's it system အခုပြောခဲ့တဲ့နီလန်3ခုကတော့ကျွန်တော်တို့ motivation မလိုပဲနဲ့ပေါ့နော်ကိုယ့်ရဲ့ဘဝမှာတိုးတက်မှုတွေအမြဲရှိဖို့အတွက်ဆိုရင်လုပ်ရမယ်နီလန်3တွေပဲဖြစ်တယ်အဲ့တော့ဒီနေရာမှာအရေးကြီးဆုံးကတော့consistency ဒီဇိုင်းမမတ်လုပ်အောင်ဒီဇိုင်းမမတ်လုပ်ချင်းရမှာကျမတို့အောင်မြင်မှုစီကိုသွားနိုင်မှာဖြစ်တယ် small habits equal to big result အဲ့ small habit လေးတွေကိုကျမတို့အနေ့တိုင်းလုပ်ရမှာတကယ်တော့ habit တွေဆိုတာက compound interest of self improvement ကိုယ့်ဘဝတိုးတက်ဖို့အတွက်ဆိုရင်ဒီ habit လေးသေးသေးလေးတွေကဆိုရင်တကယ်ကိုကြီးမားတဲ့အကျိုးကျေးဇူးတွေရရှိနိုင်မှာဖြစ်တယ်ခုနပြောခဲ့သလိုပဲကျမတို့နေ့စဉ်ပေါ့နော်ဒီ 1% improvement ရှိရဆိုရင်ဒီဇိုင်းမမတ်နဲ့လုပ်သွားမယ်ဆိုရင်ရက်ပေါင်း365ရက်တစ်နှစ်ပြည့်တဲ့ခါကျရင်ကျမတို့ရဲ့တိုးတက်မှုတွေကလည်းဒါသိတာထင်ရှားလာမှာဖြစ်တယ်ဒီကနေ့ထပြီးတော့ကြိုးစားပြီးတော့လှုပ်လိုက်နောက်နေ့ကျတော့ပျောက်သွားလိုက်နောက်တစ်ပတ်ကျတော့ပျောက်သွားလိုက်အဲ့လိုမျိုးတွေဆိုရင်လည်းကျမတို့ဘာမှပြောင်းလဲတိုးတက်မှုတွေတွေ့ရမှာမဟုတ်ဘူးဝိတ်ကြခြင်းနဲ့ဂျင်သွားတယ်ဒီတစ်လတော့အသေးအတန်လှုပ်လိုက်တယ်ဒီတစ်ပတ်အသေးအတန်လှုပ်လိုက်တယ်ပြင်းထန်နေလှုပ်လိုက်တယ်နောက်တစ်ပတ်ကျတော့ပျောက်သွားအောင်နောက်တစ်ပတ်ကျတော့ပြန်လောက်တယ်နောက်တစ်ပတ်ကျပျောက်သွားတယ်နောက်တစ်လကျပျောက်သွားတယ်အဲ့လိုမျိုးတွေဖြစ်လို့မရဘူးเนาะအဓိက consistent ရှိနဲ့လုပ်အောင်ဒီဗီဒီယိုရိုက်ချင်းလဲဒီလိုပဲပေါ့เนาะညီမတို့တွေဗီဒီယိုတွေရိုက်ချင်းနဲ့ YouTube ပေါ်တင်နေကြတာချို့တွေကဒါပေမဲ့ပထမပိုင်းတော့ဟုတ်တယ်ဗီဒီယိုရိုက်တယ်တစ်ပတ်ကိုတစ်ပုတ်တင်မယ်ပေါ့เนาะတစ်ပတ်ကို2ပုတ်တင်မယ်ဆိုပြီးတော့ဗီဒီယိုတွေရိုက်တယ်ပထမပိုင်းတော့လုပ်တယ်နောက်ပိုင်းကျတော့ဟာငါဗီဒီယိုတွေလူကြည့်နေတယ်ဆိုရင်မလုပ်ချင်တော့ပဲနဲ့ရက်လိုက်တာမျိုးတော့ဒါမှမဟုတ်ပုံမှန်မလုပ်တော့တာမျိုးဆိုရင်လေဒါတိုးတက်ပြောင်းလဲမှုကိုမြင်ရမှာမဟုတ်ဘူးအဓိကကတော့ကိုလုပ်မဲ့အရာပေါ့နော်ဘယ်အရာပဲဖြစ်ဖြစ်ကိုလုပ်တဲ့အရာကိုဒီဇိုင်းမမတ်လုပ်ဆောင်ဖို့လိုအပ်ဒီဇိုင်းမမတ်လုပ်ဆောင်ခြင်းอ่ะဆိုရင်ရေတိုမှာတော့မသိတာပေါ့နော်ဒါပေမဲ့ရက်ပေါင်းများစွာကြာသွားမယ်လပေါင်းများစွာကြာလာမယ်6လတစ်နှစ်2နှစ်ပေါ့နော်အဲ့လိုမျိုးတွေဆိုရင်တိုးတက်ပြောင်းလဲမှုတွေကလည်းသိတာ
ထင်ရှားမှာဖြစ်တယ်တကယ်ကိုကြီးမားတဲ့ပြောင်းလဲမှုတွေကြီးမားတဲ့ရလဒ်တွေကိုလည်းရရှိမှာဖြစ်တယ်ဒီနေရာမှာအရေးကြီးဆုံးကတော့ consistency ပဲconsistent ရှိနဲ့အလုပ်လုပ်ဖို့ပဲလိုအပ်တယ် consistency is greater than perfection ဒါနေရာတိုင်းမှာအလုပ်တိုင်းမှာအရေးကြီးတာကျမတို့ကတစ်ချိန်နဲ့အကောင်းဆုံးဖြစ်အောင်မလုပ်နိုင်ပါဘူးဒါကြောင့်မို့ consistent ရှိနဲ့လုပ်ဖို့ပဲအရေးကြီးတယ်perfect ဖြစ်ဖို့ပေါ့နော်ကောင်းတဲ့ကိုထည့်ထားဖို့မလိုအပ်ဘူး no one is perfect လို့ပြောကြလားကျွန်တော်တို့ဘယ်သူမှလည်း perfect မဖြစ်ဘူးဘယ်အရာမှလည်း perfect ဖြစ်နေမှာမဟုတ်ကောင်းတာတွေရှိတယ်လို့လိုအပ်ချက်လေးဆိုတာလည်းရှိတာပဲဒီတစ်ချိန်လှုပ်လိုက်တာနဲ့နောက်တစ်ချိန်လှုပ်လိုက်တာမှဆိုရင်နောက်တစ်ချိန်မှာတိုးတက်မှုလေးတွေပို့ပြီးတော့ရှိလာတယ်ဒီလိုပဲဗီဒီယိုရိုက်တယ်ဆိုတာလည်းဗီဒီယိုတစ်ပုတ်ရိုက်တယ်နောက်တစ်ပုတ်ရိုက်တယ်နောက်တစ်ပုတ်ရိုက်တယ်နောက်တစ်ပုတ်ရိုက်တယ်ပေါ့နော် perfect ဖြစ်နေတယ်ဆိုတာမရှိဘူးအရင်ကရိုက်ထားတဲ့ဗီဒီယိုတွေတက်အခုဗီဒီယိုကနည်းနည်းတိုးတက်မှုရှိလာမယ်အဲ့လိုမျိုးလေးပေါ့နော်တိုးတက်မှုလေးတွေကနည်းနည်းချင်းစီဖြစ်လာမယ်အဓိကကတော့နီးမှန်လက်မှန်နဲ့ပုံမှန်ဒီဇိုင်းမှန်လှုပ်ဆောင်နေဖို့ပဲလိုအပ်တာ။ Okay အဲ့တော့ကျွန်မဒီကနေ့ဗီဒီယိုမှာအဓိကပြောချင်တာကတော့နောက်တစ်ခါ motivation မရှိဘူးဆိုရင်စိတ်မပူနဲ့ကျွန်တော်တို့အဓိက system နဲ့ပဲလုံးနေဖို့ပဲလိုတယ်လူတဦးတယောက်ချင်းစီရဲ့တိုးတက်မှုတွေဆိုတာကလည်း motivation ပေါ်မှာတိဆောက်လို့မရဘူး system ပေါ်မှာပဲတိဆောက်လို့ရတယ်။ဘာဖြစ်လဲဆိုတော့ကျမတို့လေ motivation ဆိုတာကတဖြည်းဖြည်းနဲ့ရောပြီးတော့ပျောက်သွားနိုင်တယ်ဒါပေမဲ့ system ဆိုတာကတော့အမြဲတမ်းရှိနေမှာဖြစ်တယ်။အဲ့တော့ကျမရဲ့ဗီဒီယိုမှာနှစ်ချုပ်ရမယ်ဆိုရင်တော့ကျမတို့တွေလေဘယ်အရာပဲလုပ်ချင် system အရေးကြီးဆုံးပဲဖြစ်တယ်။ motivation ဆိုတာကပေါ်လိုက်ပျောက်လိုက်အရာပဲဖြစ်တယ်တချို့ရက်တွေတချို့အခြေအနေတွေမှာ motivation တွေရှိနေမယ်တချို့သူတွေကိုကြည်လိုက်ကိုယ့်ရဲ့ motivation တွေတက်လာမယ်ဒါပေမဲ့တချို့ရက်တွေကျ motivation ဆိုတာကပြန်ပြီးတော့ကျသွားနိုင်တယ်ပူပေါင်းတွေကလေတွေပြန်ထွက်ပြီးတော့ပူပေါင်းပိန်သွားသလိုကျမတို့ရဲ့ motivation တွေကလည်းကျသွားတဲ့ခါကျရင်ကျမတို့လည်းဘာမှလုံနိုင်မှာမဟုတ်ဘူးပေါ့နော်အဲဒါကြောင့်မို့motivation ပေါ်မှာအာမကိုနဲ့ motivation ပေါ်မှာအာယုံမဆိုင်နဲ့ကျွန်တော်တို့ system တွေပဲတည်ဆောက်ဖို့လိုအပ်တယ်အဲ့တော့ကိုယ့်ရဲ့ဘဝမှာတိုးတက်ဖို့အတွက်ဆိုရင်ကျမတို့လုပ်လို့ရတဲ့နည်းလမ်း၃ခုပါတော့ identity based habit ကိုတည်ဆောက်ရမယ်ကိုကဘာလုပ်မယ်ဘာလုပ်ချင်လဲဆိုတာထက်ကိုကဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာမျိုးပေါ့နော်ကိုယ့်ရဲ့ identity ပေါ်မှာbase လုပ်ပြီးတော့မှကိုယ့်ရဲ့ habit တွေကိုတည်ဆောက်မယ်ဒုတိယအချက်ကတော့ကိုယ့်ရဲ့ environment ကိုယ့်ဟာကိုယ် design လုပ်မယ်ပေါ့နော်ကိုကဒီလို junk food တွေကိုစားတဲ့လူမဟုတ်ဘူးဆိုရင် junk food တွေအိမ်မှာမရှိအောင်ထားထားမယ်စာနေ့တိုင်းဖတ်ချင်တယ်ဆိုရင်ကိုယ့်ရဲ့လက်တကမ်းမှာစာအုပ်တွေရှိအောင်လုပ်ထားမယ်ဒါဆိုရင်ကိုယ့်ရဲ့ environment ကိုယ့်ဟာကိုယ် design လုပ်ထားတာဖြစ်တယ်ကောင်းတဲ့ habit တွေလုပ်ဖြစ်အောင်မကောင်းတဲ့ habit တွေလည်းမလုပ်ဖြစ်အောင်လို့ပေါ့နော်ကိုယ့်ရဲ့ environment ကိုယ့်ဟာကိုယ် design လုပ်ထားမယ်နံပါတ်3နည်းလမ်းကတော့ကျမတို့ system ပေါ်မှာပဲ focus ထားမယ်ကိုယ်တွေပန်းတိုင်းတွေပေါ်မှာ focus မထားဘူးနောက်ဆုံးအနေနဲ့ပြောချင်တာကတော့ကျမတို့တွေ motivation ကိုပေါ်မှာအာရုံမစိုက်ပါနဲ့ motivation နဲ့ကျမတို့ရဲ့ဘဝတွေကိုတည်ဆောက်လို့မရဘူးကိုယ့်ဘဝတိုးတက်ဖို့ဆိုရင် motivation နဲ့တည်ဆောက်လို့မရဘူး system နဲ့ပဲတည်ဆောက်လို့ရတယ်အဲ့တော့ဘဝကိုတိုးတက်ချင်သူတိုင်းအားဆိုရင် system တွေကိုတည်ဆောက်ပါ motivation တွေကိုမရှာပါနဲ့ system ပေါ်မှာသာfocus ထားပါလို့ပြောရင်းနဲ့ကျမရဲ့ဗီဒီယိုကိုအဆုံးသတ်ချင်ပါတယ်ဒီဗီဒီယိုကိုကြိုက်နှစ်သက်ဆိုရင်တော့ like လုပ်ပေးခဲ့ပါဒီဗီဒီယိုကကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းတယောက်အတွက်လည်းသုံးဝင်မယ်ထင်နေဆိုရင်တော့ share ပေးပါကျမရဲ့ Way Academy Channel ကနေပြီးတော့ခုလိုမျိုးအကျိုးရှိစေမဲ့ဗီဒီယိုလေးတွေကိုပုံမှန်တင်နေတဲ့အတွက်ကြောင့်မို့ကျမ channel ကို subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါစီဗီဒီယိုအဆုံးထိကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်မြန်မာပြည်သူပြည်သားအားလုံးဘေးရန်ပေါင်းကင်းဝေးကြပါစေတာယာချမ်းမြေ့ရဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်ကြပါစေ